သတင်းကျုပ်အချိန်ခါဒီမှာအေဂျင့်ကိုရှင်းတတ်ပါပြီလူဝဆန္ဒမှာပြောကြပါပြီလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မင်္ဂလာပါယခုလိုမင်္ဂလာရှိလာတဲ့ဒါသတင်းကျုပ်အခါနေရာလေးမှာဆိုလို့ရှိရင်ကျွန်တော်မိဘပြည်သူမျိုးကိုမတော်များအားလုံးစိတ်ချမ်းသာပြီးကိုယ်ကြီးချမ်းသာပြီးပြည့်စုံပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ပါရစေဗျာပျော်ရွှင်စရာသတင်းချုပ်အခါသမီးလေးမှာခုနှစ်သားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစီးပွားဥစ္စာဒီလာတိုးတက်ပါစေကြောင်းအကေဒီကိုရင်းမိသားစုမှာဆုမွန်ကောင်းတောင်းပါရရှင်ရင်းထလာလေးနေမှာကိုစင်နိုအင်ဂျင်မင်းပြောရှိပါလေလူဝင်ဆန္ဒများပြောရပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်သတင်းချုပ်ဝင်တော့ရဲ့စင်မီးတွေလိုပဲတသက်တာလုံးပညာမီးဥစ္စာမီးထင်ထင်သာပြီးဘဝတစ်လျှောက်လုံးအေးချမ်းသာယာကြပါစေလူရင်းဆန္ဒများအားလုံးပြည့်ဝပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရှင်မင်္ဂလာရှိသောသတင်းချုပ်အချင်းသားသမီးလေးဖြစ်ပါစေ